မင်္ဂလာပါရှင်ဒီနေ့ဒီဇင်ဘာလ26ရက်နေ့မှာတော့စစ်တပ်ရွေးကောက်ပွဲရလဒ်တွေကိုအတိမတ်မပြုဘူးလို့ဂရင်းနီပြည်ဂျာကာလာလွှတ်တော်ကပြောဆိုထားတဲ့တဲ့မိုးဆူအစုလိုက်ပုံလိုက်လူတက်မှုကိုဂျာမနီတရားရုံးကလက်မခံဘူးဆိုတဲ့တဲ့နဲ့ခရစ်စမတ်နေ့မှာမင်းတပ်မြို့ကိုစစ်တပ်ကပုံကျဲခဲ့တာကြောင့်အရက်သားနေအိမ်9လုံးပျက်စီးခဲ့တဲ့ဆိုတဲ့တဲ့နဲ့အပြင်အခြားစိတ်ဝင်စားဖွယ်ရာတဲ့တွေကိုတင်ဆက်ပေးသွားပါမယ်ဒီမှာကတော့သတင်းတစ်ဆက်သူရပဲဖြစ်ပါတယ်မင်္ဂလာပါရှင်စစ်တပ်ရွေးကောက်ပွဲရလဒ်တွေကိုအတိမတ်မပြုဘူးလို့ဂရင်းနီပြည်ဂျာကာလာလွှတ်တော်ကဆိုထားတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်အာဏာသိမ်းစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာထွက်ပေါ်လာတဲ့ရလဒ်နဲ့နောက်ဆက်တွဲဖြစ်ရပ်တွေကိုအတိအမှတ်မပြုဘူးလို့ဂရင်းနီပြည်ဂျာကာလာလွှတ်တော်ကဒီဇင်ဘာလ24ရက်နေ့မှာသဘောထားထုတ်ပြန်ထားပါတယ်စစ်အစိုးရက2021ခုနှစ်အာဏာသိမ်းပြီးချိန်ကနေစပြီးတော့နိုင်ငံတော်ဝန်ပြည်သူတွေကိုဖမ်းဆီးနှိပ်စက်ခြင်းအကြမ်းဖက်တိုက်ခိုက်တပ်ဖြတ်ခြင်းတွေကိုလှုံ့ဆော်နေပြီးတော့နိုင်ငံရေးထွက်ပေါက်ရရှိဖို့အတွက်အတူရောင်ရွေးကောက်ပွဲကိုပြုလုပ်ရန်ကြိုးစားနေခြင်းကစစ်အာဏာရှင်စနစ်တက်ဆိုးရှည်ရေးတာဖြစ်တဲ့အတွက်ဘယ်လို့မှထူးခြားမှာမဟုတ်ဘူးလို့ဖော်ပြထားပါတယ်ရွေးကောက်ပွဲမဲစနစ်ကလူရဘက်လိုက်အနိုင်ပေးစနစ်သာဖြစ်ပြီးတော့မဲလက်မှတ်တွေကမတမာတဲ့မဲပြားတွေသွေးဆုနဲ့မဲပြားတွေအဖြစ်သာတမိုင်းဆိုးသွင်းမှာဖြစ်တယ်လို့ဆိုထားပါတယ်သွေးဆုနေတဲ့မဲပြားတွေကတော်လှန်ရေးအဖွဲ့အစည်းများလက်ဝယ်ပိုင်ဆိုင်ထားတဲ့ပြည်သူအချုပ်အခြာအာဏာနဲ့ဖက်ဒရယ်ဒီမိုကရေစီရဲ့တရားဝင်မှုကိုဖျက်ဆီးနိုင်မှာမဟုတ်ဘူးလို့ယုံကြည်တယ်လို့ဖော်ပြထားပါတယ်ဂရင်းနီပြည်ဂျာကာလာလွှတ်တော်အနေနဲ့လည်းစစ်တပ်ရွေးကောက်ပွဲကိုတော်လှန်ရေးအင်အားစုများနိုင်ငံတကာအဖွဲ့အစည်းများတန်တမန်များမိတ်ဆွေနိုင်ငံများနဲ့အတူစန့်ကျင်ကန့်ကွက်ပြီးတော့ရွေးကောက်ပွဲကနေထပ်ပေါ်လာတဲ့ရလဒ်နဲ့နောက်ဆက်တွဲဖြစ်ရပ်တွေကိုအတိအမှတ်မပြုလက်ခံမှာမဟုတ်ဘူးလို့ဆိုထားပါတယ်ဂျာကာလာလွှတ်တော်ကဂရင်းနီပြည်နယ်အတွင်းမှာ2020ခုနှစ်ရွေးကောက်ပွဲအနိုင်ရတဲ့ကိုယ်စားလှယ်တွေတိုင်းဒေသတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ CDN အင်အားစုတွေလူငယ်တွေနဲ့ဖွဲ့စည်းထားတဲ့လွှတ်တော်တရက်ဖြစ်ပါတယ်။အာဏာသိမ်းစစ်တပ်က2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာရွေးကောက်ပွဲကိုပြုလုပ်မှာဖြစ်ပြီးတော့ဂရင်းနီပြည်နယ်မှာလွိုင်ကော်ပေါ်လက်ခဲဒီမော့ဆိုနဲ့ဖရူဇိုမြို့နယ်တို့မှာပြုလုပ်မှာလို့ကြေညာထားပါတယ်ရှင်။မင်္ဂလာပါရှင်ခရစ်စမတ်နေ့မှာမင်းတပ်မြို့ကိုစစ်တပ်ကပုံကျဲခဲ့တာကြောင့်အရက်သားနေအိမ်9လုံးပျက်စီးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့ပါမယ်ချင်းပြည်နယ်မင်းတပ်မြို့ကိုစစ်တပ်ကလီဆောင်နဲ့ပုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်အရက်သားနေအိမ်9လုံးပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ CDF မင်းတပ်ကထုတ်ပြန်ထားပါတယ်။ဒီဇင်ဘာလ25ရက်နေ့ခရစ်စမတ်နေ့ညနေ9:20ခန့်မှာမင်းတပ်မြို့နယ်အတွင်းကိုစစ်တပ်ကလီဆောင်နဲ့ပုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့တာလို့ဆိုထားပါတယ်။အဲ့လိုပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရက်သားနေအိမ်9လုံးထိမှန်ပျက်စီးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ချင်းပြည်နယ်မင်းတပ်မြို့နယ်အတွင်းခရစ်စမတ်ကာလနဲ့နှစ်သစ်ကူးကာလအတွင်းလူစုလူဝေးမပြုလုပ်ကြဖို့မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဒီဇင်ဘာလ19ရက်နေ့မှာတတိပေးကြေညာထားပါတယ်မင်းတပ်မြို့နယ်အတွင်း2021ခုနှစ်မေလ29ရက်ကနေစပြီးတော့2025ခုနှစ်ဩဂုတ်လ3ရက်နေ့အထိစစ်တပ်ကလေးဆောင်တိုက်ခိုက်မှုအကြိမ်ရေ186ကြိမ်ပြုလုပ်ခဲ့တာကြောင့်အရက်သား40ဦးသေဆုံးခဲ့ရပြီးတော့120ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်ရှင်မင်္ဂလာပါရှင်ပေဒနို PDF ဥက္ကဋ္ဌဟောင်းကိုငွေကြေးအလဲသုံးစားမှုတွေကြောင့် TPL ကဖန်ဝရန်ထုတ်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့ပါမယ်ရှင်။
ပေတနုပြည်သူကာကွယ်ရေးတပ်မတော်ဥက္ကဋ္ဌဟောင်းစင်မိုးဝင်းခေါ်ကြီးကန်းကိုငွေကြေးအလဲသုံးစားမှုတွေကြောင့်တနုပြည်သူလူမျိုးရေးတပ်ဦး TPL ကဖမ်းရန်ထုတ်ပြန်ထားပါတယ်ပေတနုပြည်သူကာကွယ်ရေးတပ်မတော်ဥက္ကဋ္ဌဟာစင်မိုးဝင်းခေါ်ကြီးကန်းက TPL အဖွဲ့အစည်းအမည်ကိုအလွဲသုံးစားလုပ်ခြင်းအမည်သုံးပြီးတော့ငွေကြေးအလွဲသုံးစားပြုလုပ်ခြင်းတွေကိုကျူးလွန်ခဲ့တာလို့ဖော်ပြထားပါတယ်ဒါကြောင့် TPL ရဲ့ပုံရိပ်ကိုညှိုးနှမ်းစေတဲ့အပြင်ငွေကြေးပြဿနာတွေကိုဖြေရှင်းမှုအတွက်ဒီဇင်ဘာလ23ရက်နေ့ရက်စွဲနဲ့ TPL ကဖမ်းရန်ထုတ်ခဲ့တာဖြစ်ပါတယ်။ TPL အနေနဲ့ပေတနိုး PDF ထံကိုဆက်သွယ်မေးမြန်းခြင်းမရှိသေးသလိုအဖွဲ့အနေနဲ့လည်းဖြေရှင်းပေးနိုင်တဲ့အခြေအနေမရှိသေးဘူးလို့သူကပြောကြားခဲ့ပါတယ်ရှင်။မင်္ဂလာပါရှင်။ Green လူမှုသိပ္ပံကောလိပ်ကျောင်းဝင်ခွင့်တွေခေါ်ယူမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့ပါမယ်။ Green လူမှုသိပ္ပံကောလိပ်2026-2029ပညာသင်နဲ့ Associate Degree in Social Science ကျောင်းဝင်ခွင့်လျှောက်လာတွေကို2026ခုနှစ်ဇန်နဝါရီလ3ရက်နေ့မှာစတင်ခေါ်ယူသွားမှာဖြစ်တယ်လို့ကြေညာထားပါတယ်။ကျောင်းဝင်ခွင့်တွေကိုမြေပြင်နဲ့ online မှာလျှောက်ထားနိုင်ပြီးတော့အထက်တန်းအဆင့်ဖြည့်ဆို့အောင်မြင်ပြီးသားသူတွေလျှောက်ထားနိုင်တာလို့ဖော်ပြထားပါတယ်။ Green လူမှုသိပ္ပံကောလိပ်2026-2029ပညာသင်နှစ်မှာတစ်နှစ်ခွဲတက်ရောက်ရမှာဖြစ်ပြီးတော့အသေးစိတ်ကိုလည်းပူးတွဲဖော်ပြထားပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလ2ရက်နေ့မှာ Green လူမှုသိပ္ပံကောလိပ်ပထမအကြိမ်ဘွဲ့နင်းတပင်ကိုပြုလုပ်နိုင်ခဲ့ပြီးတော့2023-2024ခုနှစ်ပညာသင်နှစ်အတွက်ကျောင်းသားကျောင်းသူစုစုပေါင်း23ဦးဘွဲ့ယူကျောင်းဆင်းနိုင်ခဲ့ပါတယ်ရှင်။မင်္ဂလာပါရှင်။မိုးဆိုအစုလိုက်ပုံလိုက်လူတက်မှုကိုဂျာမနီတရားရုံးကလက်မခံဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့ပါမယ်။ Green ပြည်နယ်ဖရူဆိုမြို့နယ်မိုးဆိုကျေးရွာအနီးအစုလိုက်အပုံလိုက်မီးရှို့တပ်ဖြတ်ခံခဲ့ရတဲ့အမှုကိုဂျာမနီဖက်ဒရယ်တရားရုံးကလက်မခံခဲ့ဘူးလို့ Green ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ရဲ့အတွင်းရေးမှူးနှစ်ပညာခွန်အောင်ကပြောကြားခဲ့ပါတယ်။မိုးဆိုလူတက်မှုအပါအဝင်လူအခွင့်အရေးချိုးဖောက်ခံရတဲ့အမှုတွေကို Universal Jurisdiction ကမ္ဘာလုံးဆိုင်ရာတရားစီရင်ခွင့်အနေနဲ့ဂျာမနီဖက်ဒရယ်တရားရုံးထံဆွဲချက်တင်ခဲ့တော့လဲလက်မခံခဲ့ခြင်းဖြစ်ပါတယ်။ Green ပြည်ရဲဌာနနဲ့ NUG လူအခွင့်အရေးဌာနတို့ကပူးပေါင်းပြီးတော့ဩစတြေးလျနိုင်ငံတရားရုံးမှာဆွဲချက်တင်ထားတဲ့မိုးဆိုလူတက်မှုအပါအဝင်လူအခွင့်အရေးချိုးဖောက်ခံရတဲ့အမှုတွေကပယ်ချခြင်းမခံရတော့လဲအကြောင်းပြန်ကြားခြင်းမရှိသေးဘူးလို့ကဏ္ဍရဝတီတိုင်းသတင်းဌာနကို IEC အတွင်းရေးမှူးနှစ်ကဖြေဆိုထားပါတယ်။2023ခုနှစ်ဒီဇင်ဘာလ24ရက်နေ့မှာဖရူဆိုမြို့နယ်အတွင်းမှာရှိတဲ့မူဆူကျွော်နဲ့ကွာငယ်ရာစာလမ်းမပေါ်မှာဖြတ်တန်းသွားလာခဲ့တဲ့ဒေသခံ40ကျော်ကိုအာဏာသိမ်းစစ်တပ်ရဲ့တပ်မ66လက်အောက်ခံဒနုဖြူတပ်ရင်အမှတ်108မြေပြင်တပ်ရင်ကဖမ်းဆီးပြီးတော့မော်တော်ယာဉ်နဲ့အတူအစုလိုက်အပြုံလိုက်မီးရှို့တပ်ဖြတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီဖြစ်စဉ်မှာSave the Childrenကဝန်ထမ်း2ဦးနဲ့အရက်သားပြည်သူစစ်ရှောင်း35ဦးကျော်အစုလိုက်ပုံလိုက်မီးရှို့တပ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပြီးတော့ကျန်ရစ်သူမိသားစုတွေကတရားမျှတမှုရရှိရေးအတွက်မျှော်လင့်နေကြပါတယ်။အာဏာသိမ်းမှု4နှစ်ကျော်ကာလအတွင်းမှာမိုးဆိုဖြစ်စဉ်အပါအဝင်စစ်တပ်ကကျူးလွန်ခဲ့တဲ့အစုလိုက်ပုံလိုက်လူ10ဦးနဲ့အထက်တပ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဉ်89ထက်မနည်းရှိခဲ့ပြီးတော့အရက်သား1598ဦးသေဆုံးခဲ့ရတယ်လို့ Institute for Statutory and Policy ISP က2025ခုနှစ်မေလပိုင်းမှာထုတ်ပြန်ထားပါတယ်ရှင်။